မိုးချစ်ဘတ်စတေးရှင်းကနေပြီးတော့မှမိုးချစ်ပန်းချံကိုတွားပြမှာဖြစ်ပါတယ်မိုးချစ်ဘတ်စတေးရှင်းရဲ့အပေါဝတတရကနေအပြင်ဘက်ကိုထွက်ပြီးတော့ညာဘက်ကို꿰ပြီးတော့နည်းနည်းလမ်းလျှောက်လိုက်လို့ရှိတရားတစ်သိန်းရှိပါတယ်အဲတရားတစ်သိန်းကနေပြီးတော့လမ်းတစ်ဖက်ကန်းကိုကူရပါတယ်လမ်းတစ်ဖက်ကန်းရောက်ပြီဆိုတာနဲ့တန်းတန်းသွားလိုက်လို့ရှိရင်မိုးချစ်ပန်းချံကိုရောက်ပါပြီမိုးချစ်ပန်းချံကိုမရောက်ခင်မှာထိုင်းနိုင်ငံမှာနာမည်ကြီးနေတဲ့ဆေဘတ်တန်စပိန်စီရဲ့နေရာလေးရှိပါတယ်ဆေဘတ်တန်စပိန်စီရဲ့နေရာလေးတွေရဲ့နည်းနည်းကြော်သွားလို့ရှိရင်ဈေးရှိပါတယ်အဲဒီဈေးမှာအကောင်လေးတွေအများကြီးဝယ်လို့ရပါတယ်ငါးအပြင်တခြားအကောင်မျိုးစုံရှိပါတယ်တကယ်လည်းအများကြီးရှိပါတယ်အဲ့ဒီဈေးမှာဈေးကလည်းအကြီးပဲဖြစ်ပါတယ်အဲ့ဒီဈေးလေးရဲ့နည်းနည်းလောက်ကြော်သွားလို့ရှိရင်အကွေလေးတစ်ကွေရှိပါတယ်ဘယ်ဘက်ကို꿰ပြီးတော့နည်းနည်းလောက်လမ်းလျှောက်လိုက်လို့ရှိရင်မိုးချစ်ပန်းချံကိုရောက်ပါပြီမိုးချစ်ပန်းချံထဲမှာလည်းအကောင်လေးတွေနည်းနည်းပါရှိပါတယ်အဲ့မိုးချစ်ပန်းချံရဲ့အကောင်လေးတွေကလည်းလူသွားတဲ့လမ်းတွေပေါ်မှာချက်ပြီးတော့သွားပါတယ်မိုးချစ်ပန်းချံကလည်းတကယ်ပဲလာပါတယ်မိုးချစ်ပန်းချံနားမှာလည်းဆေဘတ်တန်စပိန်လေးတွေရှိပါတယ်မိုးချစ်ပန်းချံတွေကိုရောက်လို့ရှိရင်နေရာတိုင်းမှာတပ်ပုံရိုက်လို့လာပါတယ်အဲ့တပ်ပုံရိုက်တဲ့နေရာတွေအကုန်လုံးလာသလိုအဲ့မိုးချစ်ပန်းချံထဲမှာလည်းတရားကြီးနှစ်စင်းရှိပါတယ်တရုတ်ကြီးကတရားကြီးလားဘယ်တရားကြီးတော့မသိဘူးတကယ်ပဲလာပါတယ်အခုလိုကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်